ဘေဒရဲ့ချောဘောအရင်စဉ်အသွင်တင့်နဲ့ဘုရားမြတ်စွာကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာကြီးညိုဝဲကောင်းလိုက်တဲ့ဗုဒ္ဓလို့တတိမကြီးပြိတ္တရဲ့မြင်ချင်းရင်နှွင်းကတရားတရားတွေဟန်ဆောင်လို့မရတော့ဘူးဘာလို့လို့မရတော့ဘူးဘုရားကိုယ်တော်မြတ်ကြီးကိုအိမ်ဝါကထွန်းလို့ပြိတ္တရဲ့ထီချင်း၅မျိုးနဲ့ရှ िख ိုးတယ်တဲ့ထီချင်းဘယ်နှမျိုးရင်၅ဖြာတဲ့ထီချင်းဘယ်နှဖြာရှ िख ိုးနည်းတွေဒုဘာသာကြီးကမတင်ထားဘူးလားနောက်တကပြိတ္တရဲ့အဲ့ဒီထီချင်း၅မျိုးနဲ့ရိုးရိုးသေးသေးတုတ်ကွာပြီးတော့ကိုယ့်တဲ့အသက်ဂုံဝါကြီးမြင့်ကြတဲ့ဘုရားတရားသံဃာဆရာမိဘအနန္တ၅ပါးကိုရှ िख ိုးတတ်ကြမယ်ဆိုရင်ပြိတ္တရဲ့အကျိုးပေးရင်တက္ကိစ္စကုသိုလ်အစွမ်းနေရှိမယ်တချို့ရှစ်တော်ခိုးပါတယ်ပြိတ္တရဲ့ကျောင်းသွားကဏိတာအမေရှ िख ိုးတာအိမ်ပေါ်ကအမေကအိမ်အောက်မှာအမေသားရှ िख ိုးတဲ့ကျောင်းသွားပြီနော်ဆိုတော့အဓိပ္ပာယ်ရှိလားပြိတ္တရဲ့ဘုန်းကြီးရှ िख ိုးတာလည်းပြိတ္တပေါက်စိမ်မောက်တခါတည်းဆက်ခနဲ့ဖြတ်ခနဲ့ကုန်းကုန်းပြီးကြောတဲ့လူတွေမရှိဘူးလားဘုန်းကြီးဖခင်ကျောင်းကန်လာတယ်ဆိုတာလာလည်းရင်ဥချကုသိုလ်ရဆိုတာထီချင်း၅မျိုးနဲ့ရှ िख ိုးတတ်မှာအဲ့ဒါကမနက်ဖြန်ညမှာအကျေတဝင့်သင်ပေးမှာနော်လက်ဆဲပြရှက်ကပူပါလို့အော်ရဟေးရရင်ပြိတ္တကြီးတရားပွဲတွေကဇက်တိုက်အတန်လဲနာတော့မှဆိုရသည်နော်လက်ဆဲပြရှက်ကပူပါလို့နှစ်ဖူးမာတဲ့ဥတော်တင်ကျေးဇူးကုံဘဝစုကိုလာတွေးရှုဆင်ခြင်းဝတ်သုံးချိန်မှာစိတ်နှလုံးငြိမ်းစွာမူ၍လိမ္မာသောလူတတ်ရဲ့ဥတိုက်တပါလို့ရှ िख ိုးတဲ့အခါမှာပုံတော်မှာဂုံတော်တွေတင်ပြီးရှ िख ိုးမှာအဓိပ္ပာယ်ရှိတယ်။ဘုရားမှာဘုရားဂုံတွေမရှိဘူးလား။တရားမှာတရားဂုံတွေမရှိဘူးလား။သံဃာမှာသံဃာဂုံအမေမှာအမေအဖေမှာအဖေလို့ပြိတ္တရဲ့ဂုံတွေမရှိဘူးလား။ဆရာသမားရဲ့ဂုံတွေကမရှိဘူးလား။ဂုံတော်သိ၍ရှ िख ိုးပါအကျိုးရှိမယ်။ဘာကိုသိ၍ရှ िख ိုးအဲ့ဒီလိုရှ िख ိုးသွားမယ်ဆိုရင်ပြိတ္တရဲ့စနစ်တကျရှ िख ိုးခြင်းဖြစ်တဲ့တော့အဲ့ဒီရှ िख ိုးတဲ့ကုသိုလ်ကတက္ကိစ္စဂါရဝကုသိုလ်တဲ့ပြောပါကုသိုလ်38ပြန်မင်္ဂလာမှာပါတယ်ပြိတ္တမပါဘူးလားဟိဒီလိုတက္ကိစ္စဂါရဝနဲ့ကိုယ်စီကပ်ပြီးတော့ရှ िख ိုးရိုသေတတ်တယ်ဆိုရင်အကျိုးပေးတဲ့အခါကျရင်ဘဝတိုင်းနဲ့ဩစာအာနာကြီးတဲ့လူဖြစ်မယ်ဘာကြီးတဲ့လူဖြစ်မယ်ဩဇာအာနာကြီးတဲ့လူဆိုတာပြိတ္တရဲ့ဟိုစီယုံကြီးတွေမဲဆွဲတဲ့အခါကျရင်ကိုယ်စကားတခွန်းနဲ့အကုန်ပြီးသွားမယ်ပြိတ္တကြီးအဲ့ဒီလိုမဖြစ်ချင်ဘူးလားနောင်လာမဲ့နှစ်တွေခင်ဗျားတို့ပြိုင်ပွဲတွေဝင်အောင်မှာမဟုတ်ဘူးလားပြိုင်ပွဲဝင်ကျင်တဲ့လူတွေအတွက်အခုချိန်ကစမန်မထနဲ့တဲ့မန်ချပြီးတော့ယူသေးစွာရှ िख ိုးပါဘာချပြီးတော့